အခုလိုသမီးကိုလူရန်ပေးတဲ့စီတင်မှု beauty salon ကိုလည်းအရင်ကိုကျေးဇူးတင်ပါတယ်ပို့ပြီးတော့တိုးတက်အောင်မြင်ပါစေလို့ပြောချင်ပါတယ်လုံးမရခက်ခဲတဲ့ကျွန်တော်တို့ဒေတာလေးအိမ်နိုင်ရာရောက်ကိုလာပြီးတော့ထူထမ်းတဲ့အတွက်အလူရှင်တွေပေါ်မှာအလုံးမရမှာအလူရှင်တွေကိုကျေးဇူးနဲ့တင်ပါတယ်ဒီလိုပဲကျွန်တော်တို့လူဘဝအကျိုးပေးမကောင်းလို့ချွတ်တဲ့မျိုးဆက်တစ်တွေရှိခဲ့မယ်ဆိုရင်လည်းအခုလိုပဲထူထမ်းနိုင်ပါစေလို့ညဥမကောင်တောင်းပေးပါတယ်ခက်ခဲတော့မှန်တယ်တော်တော်လေးခက်ခဲနေလာတာလေဒါပေမဲ့ဒီကလေးရဲ့ post လေးကိုမြင်လိုက်တဲ့အခါမှာလည်းအရင်လည်းသူ့အတွက်ကိုတော်တော်လေးဂုဏ်ယူတယ်။ဘာကြောင့်ဒီလိုအထူးကိုရွေးချယ်ပြစ်လဲဆိုတော့ဒီပညာကြီးဖြစ်လို့ခက်ခဲနေမှာသူ့မှာကျူရှင်နေလည်းမယူဟလာမိသားစုကလည်းအဆင်ပြေမှုတွေကြားထဲမှာသူစူးစမ်းတာအဲ့တော့ကိုသူ့ကိုပို့ပြီးတော့ထိုက်တန်ဂုဏ်ပြုချင်တာအဲ့ဒါကြောင့်မို့ဒီနေရာလေးကိုရွေးပြီးလာပြီးတော့သူပြစ်တာဒီချက်ကျတော့ပညာကြီးနဲ့ပတ်သက်တာတို့ပညာပေးတာဆိုဒီချက်ဆိုလို့ရှိရင်စိုက်မှာတင်တန်းနေအများကြီးပေးနေရတယ်အဲ့လို founder တယောက်ဖြစ်တဲ့ခါကျတော့ပညာကြီးနဲ့ပတ်သက်လို့ရှိရင်အရင်သူဆရာထက်တယ်အဲ့လိုမျိုးလူတန်းဆိုအမြဲလုပ်လို့ရ Stan Mediaမလေးလေးဒီလေးအိမ်လားခင်ဗျာမင်္ဂလာပါညီမလေး မင်္ဂလာပါညီမလေး မောလိုက်တာ အဲ့ဒီကလာပါအဲ့ဒီအိမ်ကြွပါဦးခင်ဗျာ ဟုတ်ရတယ်ဟုတ် မထလိုက်မယ်နော် ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါဒီလေးနဲ့မမီလား ဟုတ်ကဲ့ အခုဒီကလေးလေးကဒီဟို grade 12ကိုဂုဏ်တူးလေးပါသားနဲ့အောင်နေဆိုတဲ့သတင်းလေးကြားလို့ကျွန်တော်တို့ကအရင်ကဟိုကျူဒီမွန် beauty studio ကနေလာပြီးစုချင်းမြင်တာပေါ့နော်ကလေးလေးစူးစမ်းမှုအတွက်လာပြီးတော့ကလေးလေးကကြားတာကဟိုကျူရှင်လည်းမတက်ဘူးဘာမှမယူဘဲနဲ့ကျူရှင်မယူဘဲနဲ့ဒီလိုမျိုးစူးစမ်းခဲ့တာဆို ဟုတ်ပါတယ်ဟုတ်ပါတယ် တော်လိုက်တာ တော်လိုက်တာနော် အခုဆိုလို့ရှိရင်ကိုနေထိုင်တဲ့ရက်ကွက်ကိုလည်းကိုကဒါဂုံပြူပေးနိုင်ပြီးမိဘကိုလည်းကျေးဇူးဆက်နိုင်ပြီပေါ့နော်အဲ့တော့ဘယ်လိုမျိုးလေးဝမ်းသာမိနေလဲ အရင်လည်းဝမ်းသာပါတယ်ကိုဒီလိုမျိုးကိုရွာအတွက်ပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားတယ်ဆိုတော့လေလူသိချင်းကြလေးဖြစ်သွားတယ်ဆိုတော့လေအရင်ဝမ်းသာပါတယ်ပေါ့နော်အရင်တော့ဒီလိုမျိုးဘယ်လိုပြောရမလဲရှိတော့ရှိတယ်အရာမဝင်ခဲ့တမီးတို့ဒီစင်းဟုတ်ဘွက်ရွာလေးပေါ့နော်အခုတော့ဘယ်လိုလဲလိုင်းပေါ်တွေမှာလည်းပြန့်ကုန်ပြီဒီเจ้าလည်းရှီเจ้าလည်းသိကုန်ပြီဆိုတော့အရင်လည်းဝမ်းသာပါတယ်ပေါ့နော် တော်တော်လေး emotional ဖြစ်တယ်ပေါ့နော်ဒီလိုကလေးလေးကဒီလိုနေရာကိုအဝေးကြီးကနေကြောင်းတက်ရတယ်ကျူရှင်လည်းမယူဘဲနဲ့ဒီလိုမျိုးအောင်မြင်တော့အရန်ကုန်နေတယ်သူ့စားတယ်အရန်လည်းဝမ်းသာတယ်သူတို့မသိဘူးကိုကြီးကတော့အရန်ပြောတယ် အမတို့တော့ဆိုရင်ပေါ့နော်ဒီလောက်အိမ်ထဲကြောင်းနဲ့လည်းနီလေးပြီးတော့မိဘတွေကလည်းဒီကြောင်းတက်ဒီစာလောက်ပေါ့နော်အဲ့လိုမျိုးလုံးဝပတ်မှုပေးရကွာကျူရှင်ဝိုင်းနေဆိုလည်းအများကြီးထားပေးရအဲ့ဒါတောင်မှပဲအမတို့ကပေါ့နော်ညီမလေးလိုမျိုးစူးစမ်းကျင်စိတ်မရှိဘူးပေါ့ပေါ့ဆဆပဲတွေးခဲ့တာပေါ့နော်အခုကအမတို့ဆိုရင်လာရတာအဝေးကွာပြီးတော့ဒီခီးမှာပေါ့နော်ချော်လဲတာတွေအဲ့လိုမျိုးပြုတ်ကြတာတွေရှိတယ်ပေါ့နော်ညီမလေးကျတော့နေ့တိုင်းသွားရတာဆိုတော့လေဘယ်လိုမျိုးခက်ခက်လေးသွားရလဲညီမလေးအဲ့လိုပဲကြောက်ဒီလဲနေရချွတ်နေလဲဖြတ်ကားပေါ့ပြီးတော့စူးတွေလည်းအချိန်ကဒါမျိုးသွားနေကြပေါ့နော်သွားနေကြဆိုတော့လေစမ်းနေရလို့တော့မဟုတ်တော့ဘူးပေါ့အမတို့ဆိုရင်ကွာအခု line နဲ့တွေးမိရကွာငါဆိုဒီလောက်ခက်ခဲနေတက်နေတော့အကြောင်းကိုအဲ့လိုမျိုးတောင်တွေးမိတယ်ကွာ ဆိုရင်ရွာကိုရောက်တယ်ပြီးလို့ရှိရင်ဆိုင်ငယ်ပြန်စီးရတယ်ဆိုင်ငယ်စီးပြီးတော့မှလမ်းပြန်လျှောက်ရတယ်ရေလည်းဖြတ်ရတယ်နော်တော်တော်ခက်ခဲပြင်မှမှာပဲ နေ့တိုင်းသွားရရင်ဒါဆိုရင်ဟိုဘယ်လိုပြောရမလဲကွာစိတ်ကညှဉ်းညူလာမှာပဲကွာဒါပေမဲ့ညီမလေးကကျတော့ခက်ခဲကြီးကိုသွားတယ်အဲ့လိုမျိုးရအောင်ပြီးတော့ဒီဂုံတူးတွေထွက်တည်တည်ပေါ့နော်ဘာကျူရှင်ဘာကြောင်းမှအဲ့လိုဝိုင်းနေပါလိမ့်မသိမနဲ့ရအောင်စူးစမ်းနိုင်တယ်နော်အရန်ကိုတော်ပါတယ်အရန်ကုန်ယူတယ်နော်ကြောင်းပြန်ရောက်ရင်ကြက်တယ်ပေါ့နော်အဲ့လိုပုံမှန်လေးပဲစူးစမ်းသွားတာပါအော်ဟုတ်ဒါဆိုဒီမှာပဲနေတာပေါ့နော်ပြီးတော့ဒီလုတ်လေးတွေပဲလောက်တာလားရှင့်ဖေဒီမေတွေရအောင်ပေါ့နော်ဒီလိုမျိုး အခုအဲ့ဆိုလို့ရှိရင်ဦးနဲ့အနီကတော့ဒီသမီးလေးတွေခုံယူရတဲ့အကြောင်းအရာလေးပြောပြီးတော့ သမီးလေးအတွက်ကကိုမမျော်လင့်နိုင်တာလေးတွေကိုသူကလောက်ပြပေးခဲ့တယ်လေကိုကတော့ကိုကလိုသူ့ကိုပညာတတ်တစ်ယောက်ဖြစ်စေခြင်းနဲ့ဆန္ဒတွေရှိခဲ့ပြီလို့ညပေမဲ့သူမှမကြိုးစားရင်ဘာမှဖြစ်လာစရာအကြောင်းမရှိဘူးအဲ့တော့သူခုလိုကြိုးစားလို့ခုလိုအနေထားမျိုးလေးဖြစ်သွားတာသူ့ကိုလည်းကျေးဇူးအထူးတင်တယ် ကလေးလေးစူးစမ်းကြုံနေတာပေါ့နော် ကြိုးစားကြိုး ကလေးလည်းအကြောင်းထား ပြင်ပခဲ့တယ်မြသူကအားလုံးကိုလက်တွေ့ကြကြလောက်ပြခဲ့တဲ့အတွက်
အရန်လဲဂုံယူတယ်သူ့အတွက်ကို ဒါအခုလက်ရှိဆိုလို့ရှိရင်လည်းဒါကိုနေတဲ့မျိုးကိုလည်းဒါဂုံဆောင်နိုင်တယ်သူ့ကိုကြည့်ပြီးတော့မှဒီကကလေးတွေနောင်သားတွေရတယ်ဒီလိုမျိုးစူးစမ်းခြင်းတွေဖြစ်တာပေါ့နော်အဲ့တော့ဒါဂုံစရာကောင်းတဲ့ကိစ္စတွေရော သိကောင်းတာပေါ့ ဟုတ်ကဲ့ပါဒီကလေးလေးကဒီလိုလေးစူးစမ်းတဲ့အတွက်အခုဆိုရင်ဒီသူနေတဲ့မြို့နယ်လေးကိုမှလည်းဒါဂုံသတင်းတက်စေတယ်ဂုံလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီမှာတက်နေတဲ့ကျောင်းသားကလေးတွေဆိုလို့ရှိရင်လည်းဒီကလေးလေးကိုဥပမာယူပြီးတော့ဒီထက်ပိုစူးစမ်းခြင်းတွေဖြစ်တာပေါ့နော် ကျောင်းပိတ်ကန်နေတွေဆိုရင်အဲ့လိုပါပဲဟိုစားချက်တယ်ပြီးရင်ဟိုဖြားရရက်တယ်ကလေးထိန်ဒါမျိုးထမင်းဟင်းနေချက်ဒါမျိုးပါအဲ့လိုမျိုးနေရတာပါမကြောက်ပါဘူး ဒါရက်နေအောင် မကြောက်ပါဘူးပုံမှန်လုပ်နေကြလူဆိုတော့ဘာမှမကြောက်ပါဘူးပြီးတော့စားကြရင်လည်းစိတ်ထဲမှတ်ကြပြီးတော့တစ်ခါကြက်ပြီးရင်လည်းနှစ်ပတ်လောက်ကြာလို့ပြန်ပြီးတော့ဆိုလည်းရနေတာဆိုတော့အဲ့ဒီအကြောင်းမို့လို့မကြောက်ပါဘူးစားဖို့တော့ ခက်ခဲတော့မှန်တယ်တော်တော်လေးခက်ခဲနေလာတာလေဒါပေမဲ့ဒီကလေးရဲ့ post လေးတွေကိုမြင်လိုက်တဲ့ခါမှာလည်းအရင်လည်းသူ့တက်ကိုတော်တော်လေးတဲ့ဂုံယူတယ်။ဘာကြောင့်ဒီလိုအထူကိုရွေးချယ်ပြစ်လဲဆိုတော့ဒီပညာရေးဖြစ်လို့ခက်ခဲနေမှာသူ့မှာကျူရှင်နေလည်းမယူဟလာမိသားစုကလည်းအဆင်ပြေမှုတွေကြားထဲမှာသူစူးစမ်းတာအဲ့တော့ကိုသူ့ကိုပို့ပြီးတော့ထိုက်တန်ဂုံယူချင်တာအဲ့ဒါကြောင့်မို့ဒီနေရာလေးကိုရွေးပြီးလာပြီးတော့လူပြစ်တာဒီချက်ကျတော့အဲ့လိုပညာရေးနဲ့ပတ်သက်တာတို့ပညာပေးတာဆိုဒီချက်ဆိုလို့ရှိရင်လည်းစိုက်မှာတင်တန်းနေအများကြီးပေးနေရလေအဲ့လို founder တယောက်ဖြစ်တဲ့ခါကျတော့ပညာရေးနဲ့ပတ်သက်လို့ရှိရင်အရင်သူဆရာထက်တန်တယ်အဲ့လိုမျိုးအဲ့လိုလူတန်းဆိုအဲ့လိုမြဲလို့လေဗျ ဟုတ်ကဲ့အခုလိုအလူရှင်တွေအလုံးမရန်ခက်ခဲတဲ့ကျွန်တော်တို့ဒေတာလေးအိမ်နိုင်ရာရောက်ကိုလာပြီးတော့လှူဒန်းတဲ့အတွက်အလူရှင်တွေပေါ်မှာအလုံးမရန်မှာအလူရှင်တွေကိုကျေးဇူးလဲတင်ပါတယ်ဝမ်းလဲတာပါတယ်နှောက်ဒီလိုပဲကျွန်တော်တို့လူဘဝအကျိုးပေးမကောက်လို့ချွတ်တဲ့ဒီမြင့်မျိုးဆက်တစ်တွေရှိခဲ့မယ်ဆိုရင်လည်းအခုလိုပဲလှူဒန်းနိုင်ပါစေလို့ညစုမကောင်တောင်းပေးပါတယ် ဒါညီမလေးကိုဒါပုံပြီးစုငွေလေးပါဒါကြိုးစားရတယ်ညီမလေးပညာရေးမှလည်းဒါအထောက်အကူဖြစ်အောင်ပေါ့နော်ရှေ့ဆောက်လည်းထပ်ပြီးကြိုးစားပေးပါ နေပူ ဟုတ်ကဲ့ရှင်ပြောပါရရှင်ဟိုအရင်လည်းပြောပါတယ်ကိုလည်းယုံကြည်မှုလေးနည်းနည်းပေးလိုက်တယ်လို့ပါပဲပေါ့နော်အခုလိုမျိုးသမီးကိုလူပေးတဲ့အတွက်ဒီထက်မှတိုးတက်အောင်မြင်ပါစေကျမ်းမာချမ်းသာပါစေကိုဖြစ်စေကိုလိုတရလူသားတအုပ်လို့ပေါ့နော်အဲ့လိုမျိုးဖြစ်ပါစေဟိုသမီးကိုဖက်ဖက်ကဝိုင်းဝန်းထောက်ပံ့တဲ့လူတွေအကုန်လုံးကိုလည်းကျေးဇူးအရန်တင်ကြောင်းပြောချင်ပါတယ်ရှင်ဒါကတော့သမီးလည်းမစီတာသေးပါဘူးရှင်ဒီလိုပဲဟိုကိုကြီးတဲ့လူတွေကစီစဉ်ပေးတာမျိုးပေါ့နော်အဲ့လိုမျိုးတွေကလိုက်နာပြီးတော့သူတို့ဖြစ်စေခြင်းတလို့ဖြစ်အောင်ကြိုးစားရမယ်လို့ကျွန်မပြောချင်ပါတယ်ရှင် ဒီစုငွေလေးကတော့သမီးရဲ့ပညာရေးအတွက်ကိုပဲကျွန်တော်တို့ကညီမှန်းထားပါတယ် အခုလိုသမီးကိုလူရန်ပေးတဲ့စီတင်မှု beauty salon ကိုလည်းအရင်ကကျေးဇူးတင်ပါတယ်ပြီးတော့ဒီထက်မှကလည်းအောင်မြင်ပါစေကျန်းမာချမ်းသာပါစေကိုဒီဟိုတမယာလုပ်ငန်းတွေထက်ပေါ့နော်ပို့ပြီးတော့တိုးတက်အောင်မြင်ပါစေလို့ပြောချင်ပါတယ်ရှင်ကိုနဲ့အမရဲ့ကျေးဇူးတွေကိုလည်းသမီးအရင်ဟိုဒါလေးစားပါတယ်အရင်ကိုလည်းဟိုကျေးဇူးတင်ပါတယ်ပေါ့နော်အဲ့လိုပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်အမတို့ကလည်းညီမလေးကိုပေါ့နော်ဒီတက်အများကြီးပို့ကြိုးစားပါပြီးတော့ညီမလေးဖြစ်ချင်တဲ့အိမ်မက်တွေကိုလည်းဒီတက်ပို့ပြီးတော့အကောင့်ထဲဖော်နိုင်ပါစေဆုတောင်းပေးပါတယ်နော်ဟုတ်ကဲ့အရင်ကိုကျေးဇူးတင်ပါတယ်ရှင် စိတ်ထဲမကြနဲ့အားငယ်နဲ့ဖြစ်ချင်တာဆိုရင်ဖြစ်ရမှာဟုတ်တယ်မလားကျေးဇူးပါကျေးဇူးပါကျေးဇူးပါအားလုံးပဲတက်တာပါ Stan Media